ဒီနေ့ဗီဒီယိုကတော့ကျွန်တော်ကို line ပေါ်မှာ TikTok မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ် main ကလေးတွေရောပေါင်စင်ကစားလို့ရလားကျွန်တော်လာမေးကြတဲ့အတွက်အခုကျွန်တော်စီမှာပေါင်စင်ကစားနေတယ်ပေါင်စင် client တယောက်ကိုကျွန်တော်ကပေါင်စင်ကစားပြီးတော့ဘယ်လိုအကျိုးကျေးဇူးရသွားလဲလို့နေပြီးမှဖြစ်ပါတယ်။အားလုံးဆက်ပြောပြပေးပါ။ ဟုတ်ကဲ့ပါဆရာ။ဆရာနဲ့ boxing ဆော့ပြတာကတော့နှစ်လောက်ရှိပြီပေါ့။ခြားထဲမှာတစ်နှစ်လောက်နားလိုက်ပါတယ်။အခုမှပြန်ဆော့ပြတာပေါ့နော်။ဆရာနဲ့ boxing ဆော့နေတဲ့အချိန်မှာဘာတွေအကျိုးကျေးဇူးရလဲဆိုတော့အရင်တော့ကတော့ gym နဲ့ boxing နှစ်မျိုးပဲဆော့တာပေါ့နော်။အဲ့ဒီတော့ဘာဖြစ်လဲဆိုတော့လှုပ်ရှားမှုတွေအမြန်လာတယ်ပေါ့။မြန်လာတယ်နောက်ပြီးတော့ဘယ်လိုပြောရမလဲstrength တွေလည်းတိုးလာတယ်။အဲ့လိုနေလည်းကောင်းတယ်။အဲ့ဒီကနေပြီးတော့အခုမနေ့ကစပြီးတော့ marathon တွေအပြည့်ပြိုင်ပွဲတွေဝင်တယ်ပေါ့နော်။အဲ့လိုပြန်အဲ့မှာဆရာလေ့ကျင့်ပေးထားတဲ့ boxing drill တွေနဲ့ဝင်ပြီးတော့ဟိုဖြစ်လိုက်တော့ကိုထင်တာတဲ့ပို့ပြီးတော့ကောင်းကောင်းလုပ်နိုင်တယ်ပါ။အဲ့ဒါ boxing ကကိုယ့်ရဲ့နှလုံးသားတိုးတက်စေတယ်အဆုတ်တွေရောပြီးတော့တက်လုံလည်းကောင်းစေတယ်ပြီးတော့တချို့အသည့်တွေကကြတော့ဟိုမှာမေးကြတယ်daily life မှာမေးကြတယ်ဟိုအမကလည်း boxing ထိုးတာဘာကြီးကောင်းလဲဘယ်လိုပြည့်ရှိလဲညီမလေးကောင်းတယ်လို့အမကတစ်ချက်ထိုး stress တစ်ခါပြေးတယ်အဲ့လိုမျိုးရှိလိုက်တယ်ပေါ့နော်အဲ့တော့ main ကလေး boxing ဆော့တာတကယ်အကျိုးဖြစ်ပါတယ်လို့ပြောချင်ပါတယ်